ဆိုတော့နေရတဲ့သွားတယ်တေချင်းနေကိုသွားတယ်အဖြစ်ကိုအခင်ရှိပြားကတစ်သက်ပြတာနဲ့ချစ်တယ်လူကိုတမိုးထားတယ်ပြက်စီဆုံးဆုံးကိုအလိုမရှိဘူးဒါကြောင့်သူ့ရဲ့အသက်နဲ့လဲပြီးတော့တော်ကားတိုင်းမှာအသေးခံပြီးတယ်သူ့ရဲ့အသွေးအပြည့်လူသားအားလုံးရဲ့အပြစ်ကိုပြန်ပြီးတော့ကျဲစီပြီးတဲ့အရာကဒါကဘုရားရဲ့ကျေးဇူးဖြစ်တယ်နော်ဘုရားကိုပြန်ပြီးတော့ကျေးဇူးတင်ရမယ်အသက်ရှင်ဝင်ပေးတာကတကယ်မှတန်ဖိုးရှိတယ်နော်အသက်ရှင်လို့ရတယ်တပတ်တည်းဝင်လို့ရတယ်ဒီလိုလုပ်လို့ရတယ်နောက်တစ်ချက်ကအသက်ရှင်နေတဲ့ရွေးအခွင့်အရေးဆိုတာရှိပါတယ်လို့ကိုမရရှိသေးတဲ့အရာကိုစူးစမ်းပြီးတော့လမ်းယူလို့ရတဲ့အချိန်ဘုရားပြင်ဆင်ပေးတာဖြစ်ပါတယ်လို့စူးစမ်းဖို့အချိန်ကိုဘုရားကပေးတာဖြစ်တယ်လို့နော်ဆက်ပြီးတော့ကြံရှိတဲ့အသက်တာအတွက်ဘုရားကပြင်ဆင်ပေးတဲ့အရာတွေကိုကိုကလည်းလူချင်တဲ့အရာတွေကိုဆက်ပြီးတော့စူးစမ်းဖို့အချိန်ကိုဘုရားပေးထားတာဖြစ်ပါတယ်လို့နံပါတ်1တစ်ချက်အနေနဲ့မိဘကိုကျေးဇူးတင်ရမယ်ဆိုလို့ရှိရင်တော့ဘောနော်ကြည့်မယ်ဆိုလို့ရှိရင်အကောင်းဆုံးမိဘကိုဘုရားပေးထားတယ်ပေါ့နော်ဘာဖြစ်လဲဆိုလို့ရှိရင်လူမျိုးဆိုရင်သူ့ရဲ့အပါကလည်းကားမောင်းတာပညာနဲ့အသက်မွေးရကြောင်းတာပေါ့နော်ပညာနဲ့စီဝါရှာတာသူ့ရဲ့အမိုးဆိုလို့ရှိရင်ဒါပညာပဲနော်ဆက်ချုပ်တယ်လို့ဆိုတာပညာနဲ့စီဝါရှာတယ်ဒီအရာကမိဘတွေအတွက်ဂုဏ်အသားသမီးတွေအတွက်ဂုဏ်ရှိပါတယ်လို့မိဘအလုပ်တိုင်းဆိုလို့ရှိရင်ဒါပညာနဲ့လုပ်စားတဲ့အလုပ်ဖြစ်တယ်တချို့ဆိုလို့ရှိရင်မိုးပပတွေကလေးပြင်ပန်းပန်းနဲ့လုပ်ရတယ်ဂုဏ်လူချမ်းရတယ်တချို့ဆိုလို့ရှိရင်လမ်းမှာပလုံကောက်တယ်ဒီအရာတွေစတော့သားသမီးတွေကတချို့ဆိုကိုယ့်အဖေမိဘာလို့လဲမိတဲ့အခါမှာပြောရတာနည်းနည်းသူတို့တွေလေတိမ်နေတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးရှိတယ်ဒါကြောင့်မို့လူမျိုးအနေနဲ့ချီးမွမ်းတရားကဖခင်ကအကောင်းဆုံးအမိနဲ့အပြင်ပေးထားတယ်အကောင်းဆုံးလုပ်နေတယ်အသက်ရှင်နေတာသမီးတွေအတွက်ကိုရှိတယ်နောက်တစ်ချက်ကလူမျိုးကျေးဇူးတရားပါမိသားစုတွေမှာနော်အမသူ့မှာအကိုမရှိဘူးမိမရှိဘူးဒါပေမဲ့အကောင်းဆုံးအမကိုဘုရားပြင်ဆင်လာပေးတယ်ချောချောလာလာလေးနဲ့ညာလည်းကောင်းတယ်ဘုရားပေးတဲ့အရာမှာဘုရားပေးထားတဲ့အရာအတွက်ပြန်ပြီးတော့ချီးမွမ်းစရာကောင်းပါတယ်လို့ဒါပေမဲ့မိဘတွေကနေပြီးတော့သားသမီးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတကယ်ပဲချစ်စရာကောင်းပြီးတော့ခါလဲချောမောပြီးတော့ညင်ထူးထူးထက်တဲ့သမီးလေးကိုဘုရားပေးထားလို့မိဘတွေကလည်းချီးမွမ်းစရာဖြစ်ပါတယ်လို့ဒီမွေးနေ့ပွဲကတော့သားသမီးနဲ့မိဘဘုရားကိုပြန်ပြီးတော့ကျေးဇူးတင်ရမယ်ပွဲဖြစ်ပါတယ်နံပါတ်1အနေနဲ့ပြောချင်တယ်ဒါကြောင့်မို့ဝင်းနေရောက်တိုင်းမှာဆင်ခြင်စရာတော့ဘတ်တော်ကတော့65ခုမြောက်သောဆာလံပိုင်းနဲ့17ဖြစ်ပါတယ်လို့နှစ်တို့ကိုကျေးဇူးတော်နေပဲရည်တွေတဲ့ခြေတော်ရာတို့ဒီစီဥယူတတ်ကြပါ၏တဲ့ဒါမို့နှစ်တိုင်းကိုဖခင်ကသူ့ရဲ့ကျေးဇူးတော်နဲ့ပဲရထားတယ်တဲ့ဒါမို့ပြီးခဲ့တဲ့နှစ်တွေမွေးတဲ့အချိန်ကစပြီးတော့73နှစ်တိုင်အောင်အသက်ရှင်ဖြတ်တန်းခဲ့ရတဲ့အချိန်ဒီမှာသူတို့မှာခလေးတွေမို့လို့ပူပင်တော့ကမရှိဘူးစိတ်ဒုက္ခမရှိဘူးသူတို့ဘာမှခံစားချက်မရှိဘူးသူတို့မှာဘာအပူပင်မှမရှိလို့မထင်နဲ့နော်မွေးရတဲ့ခလေးတယောက်ကနှုတ်မွားရင်သူတို့အတွက်ပြဿနာတစ်ခုပဲသူစားချင်တာတိတယ်လို့စားချင်တာမစားဝှချင်တာဝှလူချင်တာမရရင်သူ့အတွက်ဒါအကြီးမားဆုံးပြဿနာပဲအဲ့ဒီကလေးလေးမှလည်းသူတို့နဲ့နိုင်တဲ့ဝန်အခက်ခဲလေးတွေသူတို့မှရှိပြီးသားအခုဆိုနွေးနွေးတို့ဆိုရင်ကြောင်းတက်တဲ့အရွယ်ဆိုလို့ရှိရင်ဒီစာကိုမကြက်ချင်နဲ့ကြက်ရတယ်ဒါလည်းသူတို့အတွက်အကြီးမားဒုက္ခပဲအစိုးရမထချင်နဲ့ထားတယ်ဒါသူတို့အတွက်အခက်ခဲတွေပဲစာတင်တဲ့အခါမှာလည်းဆရာမတွေကဘူလိုက်ရိုင်းလိုက်အဲ့ဒါတွေကြားနေရတာဒါအခက်ခဲတွေကိုသူတို့ကြော်ဖြတ်နေရတာပဲလေဒါကြောင့်မို့ဒီ73နှစ်တိုင်အောင်ပြီးခဲ့တဲ့အတိတ်ကိုပြန်ကြည့်လိုက်တဲ့အခါမှာဖခင်ရဲ့ပို့ဆောင်ခြင်းကြောင့်ငါတို့73နှစ်တော့ရောက်လာခဲ့ပြီကိုခုံကိုအားကိုအစွမ်းနဲ့ဆိုတော့ဒီအခက်ခဲတွေကစိတ်ပြက်စရာတွေပဲဒါကြောင့်မို့အတိတ်ကိုပြန်ကြည့်ရင်ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းရမယ်အနာဂတ်ကိုကြည့်ပါတဲ့အခုဖြစ်နေတဲ့ပြစ္ဆုတ်ပံကိုကြည့်မယ်ဆိုရင်အခုလက်ရှိအခြေအနေမှာဆိုလို့ရှိရင်တဲ့နော်ဖခင်ရဲ့လက်ထောက်ကိုအပ်ပါတဲ့အနာဂတ်ရှောက်ရရမယ်ဘဝကိုလည်းဖခင်ကိုအားကိုးပြီးတော့သွားပါလို့ပြောချင်ပါတယ်လို့နော်ဒါကြောင့်မို့နှစ်တိုင်းမှာဖခင်ကပြီးခဲ့တဲ့အရာတွေကိုကျေးဇူးတော်နဲ့ပြည့်ပြီးပို့ဆောင်ပြီးလို့တဲ့ဆက်လက်ပြီးတော့ရှောက်နေရမယ်အနာဂတ်ပြစ္ဆုတ်ပံအတ္တတာတွေမှာလည်းဘုရားကသူ့ရဲ့ကျေးဇူးတော်နဲ့ပြည့်ထားတယ်လို့ဆိုပြီးတော့နှုတ်ကပတ်တော်ကပြောထားတယ်နော်နောက်ပြီးတော့ခြေတော်ရာတို့ဒီစီဥယူတတ်ပါ၏တဲ့ဒါကြောင့်မို့သင်ရဲ့အတ္တတာမှာလည်းတဲ့စီဥယူရတဲ့အခွင့်ကိုဘုရားပြင်ဆင်ထားပေးတယ်တဲ့ခြေတော်ရာဆိုတော့နော်အဲဒါမို့စီဥယူတယ်ဆိုတာအထိပ္ပယ်ကတောင်းတခြင်းကြွယ်ဝခြင်းပေါ်များခြင်းအောင်မြင်ခြင်းဆိုတဲ့အထိပ္ပယ်ရတယ်နော်အဲ့ဒီစီဥယူတဲ့အတ္တတာကိုလည်းဘုရားပြင်ဆင်ထားပေးတယ်တဲ့အဲ့ဒီစီဥယူတဲ့အတ္တတာဘယ်သူတွေခံစားမလဲဆိုရင်ခြေတော်ရာတို့ဒီဆိုတာကဒါကြောင့်မို့ထိုင်နေတဲ့သူတယောက်မှာခြေရမရှိဘူးမတက်ရနေခြေရမရှိဘူးလမ်းလျှောက်သွားလိုက်လို့ရှိရင်ငါခြေရလေးတွေငါမြင်ရတယ်တော့ပြင်းနေတယ်ဆိုတော့မှခြေရလေးတွေအဲ့ဒါကြောင့်မို့လမ်းလျှောက်တဲ့သူတယောက်
ပြေးနေတဲ့သူတယောက်ဆိုတာပြောချင်တာကဘဝကိုစ조사ပြီးတော့ရုန်းကန်လှုပ်ရှားနေတဲ့သူတွေစ조사နေတဲ့သူအတွက်ကလှုပ်ရှားနေတဲ့သူအတွက်ကအောင်မြင်ခြင်းဆိုတာရှိတယ်ဆိုတာကိုပြောချင်တာပေါ့နော်ဒါဖခင်ရဲ့ဂရုတော်ဖြစ်တယ်65ခုမြောက်သောစာလံအပိုင်းနဲ့7ဖြစ်ပါတယ်လို့နော်နောက်တစ်ခုကတော့တရားဟောကြံခန်းကြီး28အခန်းငယ်3ပါနော်တင်ဒီမြို့၌မင်္ဂလာရှိ၏မင်္ဂလာရှိလိမ့်မည်တော၌လည်းမင်္ဂလာရှိလိမ့်မည်တဲ့ပြောချင်တာကတောမှာပဲနေနေမြို့မှာပဲနေနေတင်ကမင်္ဂလာရှိတော်သူဖြစ်တယ်တဲ့ဘလို့ပြောချင်လဲဆိုတာအဓိပ္ပာယ်ကတောဆိုတဲ့အဓိပ္ပာယ်ကစီးရဲတဲ့သူတွေများတယ်နော်အစာငတ်မှုခေါင်းပါတယ်ပတ်စံရှိတိုင်းဝင်စားလို့မရတော့ဆိုတဲ့အရာနော်ပြောချင်တာကဆင်းရဲတဲ့ငတ်မှုတဲ့အခြေအနေမှာကြုံတွေ့တဲ့အချိန်ခါရှိကောင်းရှိလိမ့်မယ်မြို့ဆိုတဲ့အဓိပ္ပာယ်ကတော့တချို့ကပြောတယ်ပေါ့နော်ပတ်စံရှိလို့ရှိရင်ရန်ကုန်မြို့ကနှိပ်ပယ်မယ်လောကနှိပ်ပယ်မယ်ပတ်စံရှိရင်အရာအလုံးဖြစ်တယ်ပတ်စံရှိရင်ပျော်စရာကောင်းတယ်ရန်ကုန်မှာအဲ့လိုပေါ့နော်ရန်ကုန်မှာပတ်စံရှိရင်အားလုံးမိဘလုပ်လို့ရတယ်အဲ့လိုပေါ့နော်ပြောရမယ်ဆိုရင်မြို့ဆိုတဲ့အဓိပ္ပာယ်ကပေါ်များတယ်ကျွယ်ဝတယ်လူချမ်းသာတွေနေတယ်အဲ့လိုပြောတာပေါ့နော်ဒါကြောင့်မို့မြို့ဆိုတဲ့အဓိပ္ပာယ်ကချမ်းသာကြွယ်ဝခြင်းပုံဆောင်တယ်တောဆိုတဲ့အဓိပ္ပာယ်ကဆင်းရဲနှုတ်တဲ့အခြေအနေပုံဆောင်တယ်ဒါပေမဲ့ဘယ်လိုအခြေအနေမျိုးပဲရှိဖခင်ကတင်ကမင်္ဂလာရှိတော်သူဖြစ်တယ်တဲ့နှုတ်ကပတ်တော်ပြောတယ်နော်ဘာကြောင့်လဲဆိုဘာလို့မင်္ဂလာရှိလဲဆိုရင်သခင်ယေရှုဖခင်ကိုယုံကြည်လက်ခံတဲ့နေ့ကစပြီးတော့တင်ကတရားတော်ဖြောက်မတော်သူမင်္ဂလာရှိတော်သူဖြစ်တယ်နော်ထာဝရအသက်ကိုရတယ်ဘုရားသားသမီးဖြစ်ပြီဆိုရင်တင့်ရဲ့အသက်တာမင်္ဂလာရှိတဲ့အသက်တာဖြစ်သွားပြီတဲ့ဒီຢာကတော့ဒါဘုရားရဲ့ဂရုတော်ဖြစ်ပါတယ်လို့နောက်တစ်ခုကကျတော့နော်လူနည်းရှင်ဘာပြောချင်လဲဆိုရင်အသက်တာမှာပေးကမ်းခြင်းနဲ့အသက်ရှင်ပါလို့တုတ်တန်ကြံခန်းကြီး7ခန်းငယ်24မှာစွန့်ကြဲတော်လဲဥစ္စာတိုးပွားတတ်တော်သူရှိ၏တဲ့အထောက်မတန်စုသိမ့်ပြီးဆင်းရဲခြင်းတို့ရောက်တတ်တော်သူလည်းရှိ၏တဲ့နော်ပေးကမ်းစွန့်ကြဲခြင်းနဲ့အသက်ရှင်ပါတဲ့စွန့်ကြဲခြင်းကတဲ့ဥစ္စာတိုးပွားခြင်းကိုဖြစ်စေတယ်တဲ့အထောက်မတန်စုသိမ့်နေဆိုတာဟိုလေကစီနေတာချစ်ကုန်တာအဲ့လိုမျိုးတော့တကယ်ကိုပေးခြင်းမမျောတွန့်လို့တာအဲ့ဒီလူရဲ့အသက်တာကတော့နောက်ဆုံးဆုံးရှုံးခြင်းပဲတဲ့ဆင်းရဲခြင်းကိုရောက်မယ်တဲ့နှုတ်ဘတ်တော်ပြောတယ်နော်ဒါကြောင့်မို့လို့ကိုယ့်ရဲ့အသက်တာမှာတိုးပွားခြင်းနဲ့ဆိုလို့ရှိရင်ပေးကမ်းမှာကို့မှာတစ်ခုရှိရင်တစ်ခုပေးလိုက်ပါနော်တစ်ခုလေးရှိရင်ညပြီးစားလိုက်ပါအထူးသဖြင့်ပေါ့နော်တစ်ခါတလေမှလေအဝတ်က9စုံရှိတယ်ဒါပေမဲ့အဲ့ဒီ9စုံတော့ကိုအကြိုက်တယ်ဒါလည်းငါကြိုက်တစ်စုံလေးပေးလိုက်ပါဆိုမပေးနိုင်ပါဘူးအကုန်လုံးငါအကြိုက်တယ်ပဲအဲ့လိုနှစ်ခုမပြောနဲ့နော်9ခုရှိတယ်တော့မပေးနိုင်တဲ့အချိန်ကြီးရှိတယ်တစ်ခါတလေမှလေဒါကြောင့်မို့တမန်ကျမ်းစာကတော့ပေးပါတဲ့တစ်ခါတလေမှကိုကပြန်ဆင်ကြမှာအော်ကိုကစားနိုင်တောင်းနိုင်ပြီမဲ့မစားမနိုင်မတောင်းနိုင်တဲ့လက်မှတ်ရှိတဲ့သူတွေရှိတယ်။အော်ငါဝတ်နိုင်ပြီမဲ့ဝတ်ထင်မရှိတဲ့သူတွေရှိတယ်။အဲ့ဒီလူတွေအတွက်ပြန်ပြီးတော့အောင်းမသတိရပေးပါလို့ဆင်ခြင်ပေးပါပြန်ပြီးတော့ပေးကမ်းပေးပါလို့နောက်မှပေါ့နော်။စုသိမ့်တဲ့သူတွေကတော့ဘယ်လောက်ပဲစုသူကတိုးပွားခြင်းရှိဘူး။ဘာလဲဆိုတော့သူ9000ရှိရင်အဲ့9000သူစုထားမယ်အဲ့9000မတက်လာတော့တိုးပွားတဲ့နေရာပေးကမ်းပါတဲ့ဘုရားပြောထားတယ်။ဒါကြောင့်မို့100ရှိရင်50ပေးလိုက်50ပေးလိုက်လို့ရှိရင်ဘုရားကတိုးပွားခြင်းဘယ်လိုဖြစ်စေလဲ။တင်းရဲ့ပေးကမ်းခြင်းပေါ်မှာအစ30အစ60အစ100အစနဲ့ဘုရားပြန်ပေးတာအဲ့ဒါတိုးပွားခြင်းဖြစ်စေတယ်။ဒါမို့ပေးကမ်းပါတဲ့။ဒါကြောင့်မို့ပေါ့နော်။နှုတ်ကပတ်တော်ထဲမှာလည်းပေးကမ်းခြင်းအဖြစ်တိုးပွားခြင်းဖြစ်စေတဲ့လူမျိုးအကြောင်းပြောရှိပါတယ်လို့အာဗြဟံအသက်တာကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်။အာဗြဟံကသူတို့ဇနီးမောင်နှံကစာရောနဲ့အသက်ရကြီးပြီးကလေးမရဘူး။သူတို့ဒါပေမဲ့ကလေးလူချင်းနဲ့ဘုရားကတောင်းတယ်ဘုရားပေးမယ်ဆိုလည်းသူတို့ယုံကြည်တယ်ဘုရားကိုယုံကြည်ခြင်းနဲ့တောင်းတယ်ဒါပေမဲ့သူတို့အသက်တရားကြီးကရှိတဲ့အခါမှာတာအီဆက်လေးတွေရတယ်နော်သူတို့မှာတာလေးတောင်ရတယ်အဲ့ဒါကမှသူတို့ဝမ်းသာတာပေါ့ဒါပေမဲ့နောက်ထပ်ရဖို့ချင်းနေလည်းမရှိတော့ဘူးအသက်တရားတွေတော့ဖြစ်ကုန်ဆိုတော့ကလေးကထပ်ရဖို့မရှိဘူးဒါပေမဲ့အဲ့ဒီကလေးကတူးကြီးတော့တာတရားတော်တဲ့တာသူတို့အလုံးချစ်တဲ့တာဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့တနေ့မှာဘုရားကအဲ့သားကိုသူ့ကိုပြန်ပေးပါတဲ့တောင်းတဲ့အခါမှာနော်အာဗြဟံကဘုရားစကားနားထောင်တယ်ဘုရားကိုသူကယုံကြည်တယ်ဘုရားကသူ့ကိုဘယ်တော့မှဆုံးရှုံးတဲ့အခွင့်ပျက်စီးတဲ့အခွင့်မပေးဘူးအကောင်းဆုံးမှကြံစီပြီးမှဆိုတော့ဘုရားအကျင့်စီတော်ကိုသူယုံကြည်လက်ခံပြီးတော့သူကပေါ့နော်ဘယ်လိုခေါ်မလဲပြန်ပြီးတော့ပြန်ပေးတယ်ပေါ့နော်ပြန်ပြီးတော့ဘုရားကိုပေးလိုက်တဲ့အခါမှာပေါ့နော်သူ့အတွက်တိုးပွားခြင်းမလို့ဖြစ်လဲဆိုအာဗြဟံရဲ့ဆွေစဉ်မျိုးနွယ်တွေကနောက်ဆုံးပါတော့သမုဒ္ဒရာတဲမကားတဲ့ကောင်းကင်ကျဲတွေကိုမရှိတွက်နိုင်ဘူးဘုရားပြန်ပြင်ဆင်ပြီးတဲ့အရာကဒါပေမဲ့တော့သူ့မှာလေနှစ်ခုရှိလို့ပေးလိုက်တာမဟုတ်တော့နှစ်ယောက်ရှိလို့ပေးလိုက်မဟုတ်တစ်ယောက်တည်းကိုတောင်းတာအဲ့တစ်ယောက်တည်းကိုသူကပြန်ပေးရတာနောက်ဆုံးအသက်ကြီးမှလည်းရတယ်။အိုး तू ကကလေးရလည်းမဟုတ်လို့မချစ်တဲ့ကလေးကိုတောင်းတာမဟုတ်တကယ်ပဲချစ်တဲ့ကလေးကိုတောင်းတာချစ်တဲ့အရာကိုအနှစ်သက်ဆုံးအရာကဘုရားပြန်တောင်းတာအဲ့ဒီအချိန်မှာ तू ပေးနိုင်တယ်ပြန်ပေးတယ်။ဘာကြောင့်လဲ तू အာဗြဟံတောင်းကြည့်မယ်ဆိုရင် तू ကလောကအရာကိုမတက်မဲ့လောကအရာ तू ဆွဲလန်းခြင်းမရှိဘူး။
အဲ့လိုသူကပေးလိုက်တဲ့အခါမှာတိုးပွားချင်းနဲ့အနောက်မှာဘုရားပြန်ပြီးဆက်လက်ပြင်ဆင်ပေးတယ်ဟာနာကိုကြည့်မယ်ဆိုတော့အဲ့ပေါ့နော်ဟာနာကအိလကနာရဲ့မိန်းမအိလကနာမိန်းမနဲ့နှစ်ယောက်ရှိတယ်ပထမမိန်းမဟာနာနောက်တစ်ယောက်ပနွေနာပေါ့နော်ပနွေနာနောက်တစ်ယောက်ကဟာနာဘယ်ကြီးကတော့ခလေးမရှိဘူးအဲ့ဒီအချိန်မှာသူအရင်ခံစားရတာပေါ့ပတ်ဝန်းကျင်လောင်ပြောင်ရှင်းနေအမျိုးမျိုးပြောဆိုခြင်းနေလူတွေရဲ့အမျိုးမျိုးဝေဖန်ကြရခြင်းနေသူခံရတယ်ခံရတဲ့အခါမှာသူမခံစားနိုင်တော့သူကြည်ကွဲလာတဲ့အခါမှာနောက်ဆုံးသူဖျားကိုတောင်းတယ်အရန်ကြည်ကွဲတဲ့နှလုံးသားနဲ့သူဖျားကိုတောင်းဆုတောင်းတယ်ဘလောက်ကြည်ကွဲလဲဆိုရင်ဟာနာဆုတောင်းတဲ့အခါမှာတော့လုံးဝအတန်မထွက်ဘဲနဲ့မဆက်ဘူးတုံနဲ့လှုပ်လို့ခါတဲ့နေပေါက်ကြတယ်ပေါ့နော်အဲ့ဒီအချိန်မှာပေါ့နော်ဒီနားမှာဖြစ်သွားတဲ့အမျိုးသမီးတယောက်သူ့ကြည့်ပြီးတော့သူကအရက်မူးနေတဲ့သူတယောက်ပဲစိတ်မနဲ့သူတယောက်အဲ့လိုထင်တာသူကမဟုတ်ပါဘူးသူကဖျားနဲ့စကားပြောနေတာပါသူပြောတာအဲ့ဒါအရာကိုကြည့်ချင်ရပြီသူရဲ့ဆုတောင်းမှုကအရန်နဲ့ဆိုင်တယ်သူနှလုံးသားထဲမှာတကယ်ကြည်ပွေးပြီးတော့ခါတကယ်ပဲဟိုဖျားကိုစိတ်ပါလက်ပါနဲ့တောင်းတဲ့အချိန်ဒါကြောင့်မို့နှလုံးသားပါလာမပါလာကြည့်မယ်ဆိုတော့ခလေးတယောက်ကမူနေလို့ရှိရင်အရန်ရှက်ပြီးတော့အတန်တော့ပြောက်သွားပြီဒီကလေးကတကယ်ကြီးကျယ်မှုနေရအတိုင်ပြဲနဲ့ငိုတဲ့ကလေးကအဲ့ဒါအပေါ်ရပဲအဲ့လိုပုံစံမျိုးတော့သူကဖျားကိုတောင်းတယ်တောင်းတယ်ပေါ့နော်ရခဲ့လို့ရှိရင်နောက်ဆုံးသူကဖျားအပေးလို့လိုက်တယ်သူ့တားလေးပေးပါတဲ့တားရလို့ရှိရင်ပေါ့နော်အဲ့ဒီဟိုဖျားကပြန်ပြီးတော့ပေးမယ်ဆိုပြီးတော့သူကကြည့်ပြလိုက်တဲ့အခါမှာမကြောက်ဘူးခဏသားရှင်မွေလာလူရပါတယ်ဗောနော်ရတဲ့အခါမှာသူကဖျားကြည့်ပြရတဲ့အတိုင်းပဲဗိမ္မာန်တော်မွေးပြတဲ့ဗိမ္မာန်တော်တွားပြီးအဲ့တယ်ဗောနော်ဖျားမှုတော့ဆောင်ခိုင်းတယ်ဗောနော်ဖျားလက်တပည့်အဲ့မှာအပ်လိုက်တယ်ဗောနော်အဲ့ဒီအချိန်မှာနောက်ထပ်ဖျားဟာနာကိုဖျားကဖထပ်ပြီးတော့သမီး3ယောက်နဲ့သား2ယောက်ထပ်ပြီးဒါမို့တကယ်တစ်ခုလေရတဲ့ခါမှာအရန်ပဲဟိုမျောလင်းချက်မရှိဘဲနဲ့အရန်ချစ်မြတ်လို့ရတဲ့အရာတွေပေါ်မှာတစ်ခါတလေဖျားပြန်တောင်းတဲ့ကိုအရန်တက်မှတ်တဲ့အရာတွေမှာဖျားပြန်တောင်းတဲ့အရာတွေရှိတယ်နော်ဒီအရာဒီပေါ်မှာမတက်မှတ်မှုမရှိဘူးဆွဲလန်းမှုမရှိဘူးနော်ပေကန်ချင်းအပြင်အသက်ရှင်မှုဝင်းနေရှင်ကိုပြောချင်ပါတယ်လို့အကြောင်းမို့တုတ်တန်ခန်းကြီး7ခန်းငယ်နဲ့8မှာလဲပေါ့နော်28မှာလဲမိမိစီးစိမ်ကိုပိုးစားတော့သူရှုံးလိုက်မယ်အဲ့ဒါတော့ပေါ့နော်တထေးကြီးနဲ့လာရှုဖြစ်ပါတယ်လို့တထေးကြီးကသူ့ရဲ့စီးစိမ်ကိုပိုးစားတယ်။အော်ငါစီးစိမ်ကငါတို့လုံးဝသိချတယ်။အော်ငါစီးစိမ်ကငါ့ကိုကဲတင်လိုက်မယ်ထင်ထားတာ။တကယ်ဒါပေမဲ့အသက်ဆုံးရှုံးသွားတဲ့အခါမှာငရေရောက်တဲ့အခါမှာသူ့ရဲ့စီးစိမ်တွေကသူ့ကိုမကဲတင်နိုင်ပါဘူးလို့နော်။ဒါကြောင့်စီးစိမ်ကိုပိုးစားဖို့လည်းပြောချင်ပါတယ်လို့နောက်တစ်ခုကတော့ပေါ့နော်ဝင်းနေရှင်တို့တကြိုင်ခန်းကြီး6ခန်းငယ်6ပါဖြစ်ပရစိတ်အသက်တာကဲ့သို့အသက်ရှင်မှုရောက်ရှင်ပါတယ်လို့တို့တဲ့ခန်းကြီး6ခန်းငယ်6မှာနော်တို့နောက်ကတော့ဖာပြောလို့ဆိုအချင်းလူပြင်းတဲ့ပရစိတ်ထံသို့သွားရေးသူ၏အပြုတ်မှုတို့ကိုဆင်ခြင်သဖြင့်ပညာရှိစေလို့တဲ့အချင်းလူပြင်းလို့ပြောလိုက်တဲ့အခါမှာဒီမှာရှိတဲ့လူတွေအားလုံးကပြင်းလာအကောင်လုံးလူပြင်းနေပဲနောက်ကတော့ပြောတယ်အချင်းလူပြင်းတို့အကောင်လုံးကလူပြင်းနေပြီလားဘာကြောင့်ဆိုတော့တယောက်တစ်မျိုးကပြင်းကြတယ်ဟုတ်ကြအိုးခါရလူတွေတောင်းသွားမယ်စိုးစိုးထဆိုလူတွေပြင်းပါမယ်နော်စောကြီးထားပါအဲ့ဒါဘယ်သူမှသာဟဲ့စာကျက်ဆိုလည်းပြင်းပါပဲဒီမှာအမဆိုလို့ရှိလဲအဲ့လိုပဲဟေးပါလဲချက်တယ်ဒါပေမဲ့ဆီယမှာပြင်းတယ်ရှော့တယ်မိမှုတိုင်းမှာပြင်းတယ်လူတိုင်းပဲဒီမှာဖြစ်တောက်ကြတဲ့စနေဆိုအဲ့တော့ချော့တယ်ဒီနေ့ငါဒီချော့မှာပြင်းတယ်အဲ့လိုမျိုးလူတိုင်းမှာပြင်းတဲ့အရာတစ်ခုတော့ရှိတယ်သူတို့မလောက်ချင်တဲ့အရာအဲ့ဒါပြင်းတဲ့အရာပဲအဲ့ဒီအရာကိုချိုးနေနေတာအဲ့ဒါပြင်းတာပဲဒီမှာလူတိုင်းကလူပြင်းနေဖြစ်တယ်တဲ့ဒါကြောင့်မို့ပယစိတ်အသက်တာကဲသူအသက်ရှင်ပါတဲ့နှုတ်ကတော့ပြောထားနော်ပယစိတ်ကဘလို့အသက်ရှင်လဲဆိုရင်တဲ့ပယစိတ်တစ်ခါကိုကြည့်ရနေလိုက်ပယစိတ်ကိုကြည့်ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်တက်လိုက်ဆင်းလိုက်ပယစိတ်တော့ချမ်းအငြိမနေဘူးဒီအရာကသူတို့ကပြင်းချင်းမရှိပဲနဲ့နေတိုင်းမှာစူးစမ်းအားထုတ်နေတယ်တွေ့ရတော့ဒါကြောင့်မို့ကြောင်းနေတဲ့အရွယ်မှာအဓိကပေါ့နော်ပြောချင်တာကတော့မပြင်းပါနဲ့လို့စောစောထားမယ်ချင်းထားမထားနိုင်ဘူးဒါပေမဲ့ကျူးစားပြီးတော့ထားကြောင်းသွားမှပြင်းဒါပေမဲ့ကျူးစားပြီးတော့သွားစာကြက်မှပြင်းတယ်ဒါပေမဲ့ကျူးစားပြီးတော့ကြက်ဒီအရာတွေကိုမပြင်းမိနေပဲနဲ့ကျူးစားအားထုတ်ဖို့ပယစိတ်ရအသက်တာနဲ့ပြောချင်တယ်နောက်တစ်ချက်ပယစိတ်ကတဲ့စီလုံးကြီးရှိတယ်လောဘစိတ်ရှိတယ်ပယစိတ်တစ်ခါကိုကြည့်လိုက်သူတို့ကအမြဲတမ်းအစာချီတဲ့ခါမှာအဆုလက်ဖွက်လိုက်ပယစိတ်ကခမင်းတစ်လုံးခါ၄-၅ခါတော့ဝိုင်းပြီးတော့ဆွဲကြအဲ့လိုမျိုးပေါ့နော်သူတို့ကစီလုံးလုံးနဲ့လှုပ်ဆောင်တယ်နောက်တစ်ခုကလောဘစိတ်ရှိတယ်ပယစိတ်ကအကောင်သေးသေးလေးခြိလိုက်ခမင်းလုံးကသူ့ထက်ကြီးတယ်အဲ့လိုမျိုးဒါမှမဟုတ်သူတို့အမြဲတမ်းလောဘဒါသူတို့လောဘစိတ်နဲ့သူတို့လှုပ်ဆောင်တယ်ဒါမှမဟုတ်ဆင်တော်မှကြည့်ဆင်ကအကောင်ကြီးပဲသူ့ရဲ့အစာကြံလုံးကဒီလောက်အဲ့လိုမျိုးလူတွေဆိုတော့အဲ့လောက်ဟိုအကောင်ကအကြီးစားလိုက်တဲ့ထမင်းလုံးတွေကဒီလောက်ပဲအဲ့လိုလောဘရှိတဲ့တော်ကမှပယစိတ်ရတယ်ပါအဲ့မို့ပယစိတ်ကတော့အသက်ရှင်ပါတဲ့ဟုတ်ဒါဆီယမဒီတော့အင်္ဂါဘုတ်ပြီးလိုက်ငါနောက်နေ့တော့နည်းနည်းကြူကြောက်လာတယ်ကြူစီလာလိုက်ရောနော်
သူကစာကိုကြက်ပဲကြက်တာငါရေးကြက်လိုက်မယ်လောဘလေးနည်းနည်းထည့်ပြီးပေါ့နော်အတ္တမှာအဲ့လိုမျိုးလေးလောဘလေးထည့်ပြီးတာတဲ့နောက်တစ်ခုကပယောစိတ်ကဘလို့နေလဲဆိုရင် तू ကအတိုက်ထွက်ပြီးတော့အုပ်စုလိုက်နေတယ်ပေါ့နော်ဒါကြောင့်မို့ပယောစိတ်အောင်ဆိုတာ तू ကဘာလို့အောင်လို့ပြောဆိုအုပ်စုလိုက်ဖွက်နေတယ်အပင်တပင်ကိုကြည့်လိုက်မှဆိုဟဲ့ပယောစိတ်အောင်ရှိတယ်မသွားရဲဘူးအောင်လိုက်ပဲဆိုတာအဲ့ဒါမျိုးသူတို့အုပ်စုလိုက်နေတဲ့အခါမှာလူတွေကကြောက်လူတွေတော့ပြန်ကြောက်တယ်အစုလိုက်အပြုတ်လိုက်နေတဲ့အခါပေါ့နော်ဒါကြောင့်မို့အတ္တမှာအသက်ရှင်တဲ့အခါမှာလည်းစီစီလုံးလုံးချစ်ချစ်ခင်ခင်နဲ့ပေါ့နော်မိသားစုနဲ့လည်းစီစီလုံးလုံးချစ်ချစ်ခင်ခင်ရှိဖို့ပေါင်းတင်မဲ့စုတွေနဲ့ပေါင်းတဲ့အခါမှာစီစီလုံးချစ်ချစ်ခင်ခင်ရှိဖို့ဒီမှာနော်ပယောစိတ်အတ္တမှာဒါတွေပါပါတယ်လို့နောက်တစ်ခုကပေါ့နော်ဘာပြောချင်လဲဆိုလို့ရှိရင်နော်ကြောက်မိကဒါကြောက်မိသူဆိုလူတိုင်းကြိုက်မှာပဲဟဲ့ဟိုကလည်းနွေနွေကြောက်မိသူလေးတော့လူလူစိတ်ဆူမှာပေါ့နော်ဟဲ့ငါဖြူချင်ကြောက်မိသူမဲတယ်ဘာလို့ငါလာပြောဒါမှမဟုတ်ဘူးနော်အဲ့ဒီစာတော့ဘယ်ဖက်လဲဆိုတော့နော်အဲ့ဒီကြောက်မိသူရတဲ့အပူရှိန်ကြောက်တော့သူကအပွင့်ပြောင်းတော့စိတ်မဖြစ်ပြောင်းသွားတယ်ကြောက်မိသူကအပူထောင်ခံနိုင်တဲ့အခါမှာနောက်ဆုံးသူကစိတ်အဖြစ်အသွင်ပြောင်းသွားတယ်နော်ဒါကြောင့်မို့ပြောချင်တဲ့အတိတ်ကကိုအတ္တတော်ကကြောက်မိသူလိုပဲသဘောထားလိုက်အပူရှိန်ဆိုတဲ့ဒီလောကထံရဲ့ရိုက်ခတ်မှုတွေကိုလူတွေကနေတိုင်းခံရတယ်အဲ့ဒီဓာတ်ကိုခံနိုင်တဲ့တနေ့နောက်ဆုံးမှာစိတ်ကဲ့သို့တန်ဖိုးရှိတဲ့အတ္တတာဆိုပြီးတော့တောင်းလဲခြင်းကိုခံရမယ်ဒါကြောင့်မို့အတ္တတာမှာအသက်ရှင်တဲ့အခါမှာအမျိုးမျိုးစုံစမ်းခြင်းနဲ့တိုက်ခတ်ခြင်းနဲ့နောက်ချက်ခြင်းနဲ့ဘယ်လိုမှမအတ္တတရားမနေရအမှုတရားတွေ့ရတယ်အဲ့ဒီအရာတွေပေါ်မှာကိုကသိခံရမယ်နှိမ့်ချရမယ်စိတ်ရှည်ရမယ်ခွင့်လွှတ်ရမယ်အဲ့ဒီလိုအသက်ရှင်မယ်ဆိုရင်နောက်ဆုံးကတင့်ရဲ့အတ္တတာကစိတ်ကဲ့သို့တန်ဖိုးရှိတဲ့အတ္တတာဖြစ်ဖျားတာပြောင်းလဲပြီးမှဖြစ်ပါတယ်လို့နောက်တစ်ခုပေါ့နော်နောက်တစ်ခုကတော့တင်ကအသက်တာမှာအသက်ရှင်တဲ့အခါမှာစပြစ်ຫນွယ်ပေါ့နော်ຫນွယ်ပင်ကဲ့သို့အသက်မရှင်ပါနဲ့စုံမလုံးပင်ကဲ့သို့အသက်ရှင်ပါနော်ຫນွယ်ဆိုတဲ့သဘောကအမြင်မရှိသူတို့မရှင်တဲ့ကြီးထွားနိုင်ဝါလီဘောမီလိုက်ကမှတစ်ပင်လေးဘောမီလိုက်ရမှအဲ့လိုမျိုးပေါ့နော်သူကအမြင်နဲ့အသက်ရှင်တာအမကိုအသက်တာမှာလဲအကျိုးထားမယ်ငါလောက်ရမယ်ငါပူရမယ်ငါကျိုးထားမှငါရမှာအဲ့စတဲ့ထားဟဲ့ငါတို့စားလေးလေးပါလေငါတို့စားလေးပြောပြပါလားဟဲ့မချင်ငါဟိုလာဒီဆိုပြပါလားဟဲ့အဲ့လိုမြောက်ရှောက်မိပြီးတော့နော်မြောက်ရှောက်ခိုင်းအဲ့နောက်ဆုံးကမြောက်ကောင်းတဲ့အသက်ရှင်တာပေါ့နော်ပြောမယ်တည်းအဲ့လိုမျိုးအသက်ရှင်မနေတဲ့စုံမလုံးအဲ့လိုအသက်ရှင်ပါလေစုံမလုံးကနေမမတူမတ်ရက်လေဒီမုံတိုင်းကြိုက်တိုက်ပြီးတော့နော်ရှက်ခက်တဲ့တိုင်တော့သူကကွေးညုံတော့မြေကြီးနဲ့ချီအောင်ကွေးတယ်ဒါပေမဲ့အဲ့ဒီမုံတိုင်းပြီးသွားတဲ့အခါမှာနေသက်ချင်းနေသက်သွားတဲ့ချိန်တော့အရင်လည်းပြန်ထမှတ်တယ်ဒါကြောင့်မို့ကိုကအတ္တတာကစုံမလုံးပင်ကဲတော့နေဖြောက်မမနဲ့မရက်တည်နေတဲ့အတ္တတာပြန်ပြောတာပါလို့ပြောချင်တယ်နောက်တစ်ခုကတော့နောက်ဆုံးအနေနဲ့အဖြစ်ပြက်လေးကိုပြောချင်တယ်ပုံမြင်လေးပေါ့နော်ဒီအရာကတော့လေသမားတစ်ယောက်ကလည်းနေသွားပြီးပြန်လာသူ့အိမ်သူရောက်တော့သူမပန်းနဲ့ရေတောက်ပြီးတော့သူချီလက်ဆေးမဲပြီးတော့ရေချိုးကန်းကောင်းလို့သူလုပ်တဲ့ခါမှာပေါ့နော်သူ့အိမ်ကိုသူကြည့်လိုက်တော့အခါမှာလည်းဖုန်နေတဲ့ထိုင်ပေါ်မှာလည်းဖုန်နေတဲ့ဝတ်အိမ်ကဖုန်နေတော့သူကြည့်ပြီးသူအော်တာအဲ့ဒါသူရေချိုးကန်းကောင်းလို့လည်းရေချိုးကန်းနဲ့မှန်ကြည့်တော့လည်းမန်းလည်းဖုန်နေပြီပဲဒီနေ့ဘယ်လိုငါအိမ်ကဖုန်နေအဲ့လိုထနေရတာလေဖာသူကလည်းစိတ်ရတမှုပြောရတော့ဒါပေမဲ့သူမျက်နှာတစ်မဲဆိုမျက်မှန်လေးကိုချို့ပြီးတော့ခါသူမျက်နှာတစ်ပြီးတော့သူမှန်တယ်ကြည့်တော့ဒီကဖုန်နေမရှိတော့အဲ့ဒါသူတွန်းနဲ့ချုပ်ကြည့်တယ်သူအဲ့အကားဖုန်နေလည်းမရှိတော့ဘယ်တိုင်တော့လည်းရှင်းနေပါပဲဘာဖုန်ကလည်းမရှိဘူးဘယ်ဟုတ်မလဲသူကြည့်လိုက်တော့သူ့ရဲ့မျက်မှန်ဖုန်နေတဲ့အမို့ဖုန်တက်နေတဲ့မျက်မှန်ကိုသူကတက်လိုက်တဲ့အခါကျတော့ပုံဝင်ချင်းအားလုံးကဖုန်နေဖြစ်ကုန်တော့အကွဲရရှိတဲ့မျက်မှန်ကိုတက်လိုက်ရင်အကုန်လုံးကအကွဲရတယ်ဖြစ်ကုန်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့အမြင်မှာပေါ့နော်ဟုတ်လားအကောင်းမြင်တက်ပြီးကိုယ့်ရဲ့သူများကိုကြည့်တဲ့အခါမှာကောင်းတော့အကြည့်လေးနဲ့ကြည့်အကောင်းဆုံးလေးမြင်တက်ပြီးပေါ့နော်ပြောချင်တယ်ဒီမကောင်းတဲ့အရာတွေမကောင်းတဲ့အတွေ့အကြုံမကောင်းတဲ့အမြင်တွေကိုပေါ့နော်ချစ်ချခဲ့ပြီးတော့ကိုယ့်ရဲ့ဒီဒီမှာ73နှစ်တိုင်အောင်ပေါ့နော်ဟိုတက်ရှင်ခဲ့တဲ့အရာတွေပြန်ပြီးတော့ဝင်းနေရောက်တိုင်းမှာစီစဉ်ပါလို့ငါ73နှစ်ထိအသက်ရှင်ခဲ့တာဘလို့ပုံစံလဲဖះကြိုက်နေတဲ့အသက်တာလားဖះမကြိုက်နေတဲ့အသက်တာလားဒါမို့စိတ်ဆိုးတယ်ဟင်းကောင်းမော်တယ်ဒီလိုဘာလို့စိတ်မရှိဘူးဒါဖះမကြိုက်ဘူးလေဒီနေ့ကဆက်တော့ငါတို့စိတ်ရှိတော့မယ်ရင်ကြီးတို့တိတ်မွေးတော့မယ်လူညက်တိတ်မွေးတော့မယ်ငါဒီရှောင်းနေတော့မယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒီမကောင်းတဲ့အဟောင်းတွေမှလည်းများ73နှစ်မှာချွတ်ချလာခဲ့ပြီးတော့အကောင်းသောအရာဖြစ်ယူတင်ဖို့ဆောင်ပြီးတော့အသက်တော်ဘုလုံးကိုဝတ်ဆင်ပါလို့ဘုရားနဲ့တတ်တဲ့အရာနဲ့ပြောချင်ပါတယ်။ဒါနလူရောက်စတဲ့ဘုရားရှင်ကောင်းချီးပေးပါစေ။အာမင်။ဒါလေးနော်။အခုချိန်မှာတော့ပြည်စုံသောစတောင်းအချင်းပြပါတယ်။ဒါလေးနော်။
Hallelujah, hallelujah, hallelujah. Thank you, Jesus. Thank you, Jesus. National Media Pemila Yan Jama Pa, the Prosata Bar. Addition of the Plan, number of Banguchimon and number of Basis, Tarabo, Jimina Shivazi, and a Chibilo, the Mutata Woman. You teach any group of weed at the Guru, which is Sudan, Logan Dari, Amina, which you would not allow the Guruga, the Wagarima, the chemical group, which is Sudan. Narimuga, the good was Sangat only Mabane, going on any Mabian, no Shimmy, coming to Chara, Session, and Guru, which is Sudan, the King should have like Chimane. When we are no Borona, alone, Guru Boza, or do you listen of Levi, so that Guru Giro, she did need the Minuli, Sally, Nipita, and Guru Bosa with it. At that time, Guru, a true by Jesus, she's a sound Shalayame, another disobey Galao, Gorona, and Maria, Guru got gowns of Jesus, and Faith, Hamaku, Jesus, and Epa, Negro, Idamigo Sanyamachi, and Guru, the goal of Jamachi and Guru Biba. Negro, see what we really are, but people go to Massa County, the Ona Anjori, Ona Anjori, Alonation, I'm a strong county. I drink this up there with the long of so sign, you you should be a strong county. Negro is a lot of Italian, had a look at the size of the cruise to buy Sugar County, Biba, I told the Billy, my young should be done an issue. Kurogo Chicha didn't know that Guru Tebiba, Kurogo Yujima Aji at the people, Kurogo Agochima Aji at the Guru Mazava, a good Negro, good Denibare, Guru Yamina Guru Kiba, a song that I think I never could do. Kurago Perago, we never second the Jabucha and Masaburo County Viva. Either your thing I 9 years ago, the Negro, the Tika, Chimoya, Masaburo Viva, about Yaki, the Naguro letter and an air, the Yamale, a good Matanga Gentleman, or the those of the city of this in Viva, a true the Pinyamina County Viva, Champion and Yamina County Viva. The Nago song with the Dana couldn't do. Grow 9 years ago, Pina, the other Masaburo County Viva, in a mesh by your diamond, 9 years ago, when you had a Masakuro China Viva Letter and an air, grow do the Sasan and Vita to Sumia, which I should have a strong County Viva. I do the PA, government, and the Chalapoga Sabro, or other natural Viva. Now she is the Saramana, you come away, we will set up with Windows, you should be a managing Shabare, the Ego Winter and Dami outside, County Masiva, Ego Winter and Dami outside, Market Jessica Viva. About the other game, you might and I'll give it a demon relation among a strong County Vida. Yes, and I'm a Jamachin, a Guru Passiva, to go to Yanezimaya, Kusida, Guru, Peshavi Bro, Negro, other Jeppy Guru, Piano Viva, Guru, Dinner, Kahona Kamaleka, over a third on a letter, Asia, you are Guru Queka Viva, Negro is already lemon, Yashu Guru Maza, Guru, Lurushman, you have gone the chain of the Guru Viva, Piro Guru, Dinner, Sidilla, the neck carry she did, I met Igalio Guru County, GBC, Sidilla, I send you Guru Maza Viva, Piro Guru, Society meeting and doing Mama, Guru County Viva, you should have a strong name, Hadia, Dinner, I don't know without relation of a strong county Vida, I don't let Jamachin, put a near cinema Guru Passiva, you are doing this up with the long of society, you honor you should have a strong county Vida, Negro, do the lonely should have a strong county Vida, Negro, no lonely churches, Yari, Dinero, Jordan, you should have a set out there. Negro, Garima can get the attention of the Gabriel and Guru Viva, Gemma and Guru Viva. You need such a long, you need a county like Guru Masaba, or I let me on Yashu Guru County Viva, Yamila, the Guru Bosa Viva. I told the people of such a Kama, you let your body go, Guru County Viva, Guru Anane, Pavia, you let by Shura County Viva, you let me know so that the Dana Guru Viva, Yamina and Machu and Guru Jesus and Nepa, Negro, the Atara, Shaping Salomon, I was searching by the food that you should get a managing fish or do that about limits in the engine, never do that, but that do the all of young Jamala County Viva, to Sanitaria, Semani, do the special one down and should piano and strong county Vida, about Yaki, Negro, I don't let Dutch Labora to a meeting at the engine, Kadlima, City just said when the army is Yari, all of no fish have been Gorotamala, the Shijo in the near Silayashika, Guru Maza, and the children does Masa, Negro, the rest sign Nico Maria, which I should have a strong county. No many in the Vinny County, Guru of the Simbipa, Guru,
တမလို့လာရပါဝင်ကြတဲ့ဒီနေ့ချီမဖို့ချင်းစီမလာတော့ပါဝင်ကြတဲ့ဒါသမီးအိမ်တော်သားသူအတီးအတီးလေးရှုပြနာမနဲ့စတောင်းကောင်းရှိပြီးတဲ့တမလို့ပြီးတဲ့ခါမှာကဲခွဲမဲ့အစီအစဉ်လေးတူဒီတော့အစီအစဉ်ကိုပြန်လဲပြီးတော့စက္ကန့်အနေနဲ့ခါမှာဘောသမီးစတောင်းဒီမပြေစမတော့ပြန်ရှင်းနေရအောင်တော့ပြန်ပြပြအချင်းရတက်တာစတောင်းချက်အလုံးစုံကြီးနေတဲ့ဒီကိုရှင်းနာမနဲ့စတောင်းစက္ကန့်တောင်းရှောက်ပါဖာမြတ်စွာတော်ဗျာအာမင်ကောင်းကင်ဘုရားရှိတော်မူသောကျွန်တော်တို့ဟာကိုရိုနာဗိုင်းရပ်စ်အားဖြင့်တည်ရဲ့ရှင်းရှိပါစေသောနိုင်ငံတော်တရားပါစေသောလူတော်ဒီကောင်းကင်ဘုရားပြည့်စုံတဲ့တို့ဒီကြီးပေါ်မှာပြည့်စုံပါစေသောတမန်တော်သောစာကိုကျွန်တော်တို့အားယနေ့သိနာတော်မူပါသူတော်ဘာဒီကျွန်တော်တို့ကိုပြပါကိုကျွန်တော်တို့ပြုလုပ်ခဲ့တဲ့ကျွန်တော်ရဲ့ပြပါကိုလည်းတော်မူပါဒီသွေးဆောင်တော်လိုက်ပါစေတဲ့ကောင်းသောဘုရားလည်းကဲလို့တော်မူပါဆိုပါတော့ပြည့်ဘုံဘုရားတော်ဒီဘာဆက်ဆက်တော်လိုက်ရှိပါ၏အာမင်အာမင်အာမင်အာလေးမထားလိုက်ပါမယ်လေးပါကောင်းထူးမှာ